Okay ပါအခုညီမအဖိုးပြီးကိုတက်ရှင်းနေတော့အဖိုးသိမ်းခဲ့တဲ့ပစ္စည်းလေးတွေကိုကြည့်ကြရအောင်နော်အဲ့ဒီခေတ်တုန်းကသုံးခဲ့တဲ့ပစ္စည်းလေးတွေအကုန်လုံးပေါ့ Okay ပထမဆုံးကတော့အဲ့ဒီခေတ်တုန်းကဖုန်းမရှိခင်တော့သုံးခဲ့တဲ့ရေဒီယိုလိုမျိုးသုံးခဲ့တဲ့ဟာလေးပေါ့အဲ့ဒါလေးကိုဖောက်ပြတာပါအဖွင့်ကြည့်လိုက်တော့ဖုန်းလိုမျိုးပဲနော်အဲ့ဒါလေးကိုတေးလေး size တေးလေးနဲ့အမှ telephone တို့ talking တို့ skip တို့ဘာလို့အကုန်လုံးskip ဖို့ဘူး MG ပါတယ် okay ဟုတ်ဒါကတော့ညီမဝတ်ပြတာပေါ့နော်ညီမရဲ့ဘောင်းမီပုံပေါ့အိတ်ကပေါ့အိတ်ကထဲပြီးညက်ပြီးတော့ဝတ်တာပေါ့ဒီချိန်ကဘာလို့လဲလဲမသိလို့ညီမလည်းစဉ်းစားလို့မရတော့အချိန်ကအဲ့အခုခေတ်မှာခစ်စားနေတဲ့ဘောင်းမီချိန်နေမှာနေမှာပေါ့အဲ့လိုထင်တာပဲမမလည်းနော် phone size လေး okay မ talking okay ငယ်တော့ပဲဒါလဲဟုတ်လားအိမ်တော့မကြက်ခင်တာမျိုးလေအဲ့ဘယ်မှာရိုက်ထားလဲမမမီဘူးဟုတ်ဒီပုံနှစ်ပုံကတော့အဲ့ဒီအိတ်ထဲမှာပါခဲ့တဲ့ညီမအဖိုးငယ်တော့ပုံပေါ့အိမ်တော်မကြခင်တော့ကရိုက်ထားတဲ့ပုံလေးပေါ့ရှင်စောကြည့်ပဲနော်ချောလေးအဖွား love at first sight လို့တော့ပြောတာပါပဲအဲ့ဒါဘယ်လိုအားချစ်တဲ့ကုန်းကောပူပဲလားတော်လာအိုင်ဝင်းနဲ့တေးပြီးနေငါရတော့ငါတို့ကန်လိုက်တဲ့ကောင်အဖက်ကန်လို့ငါတို့ရအောင်ဘယ်နဲ့ဒီသားလဲအဒူပါဒီပါပူတော့ငါတော့ဟုတ်တယ်ခါလိုက်ကြမ်းနေနော်ကောင်းတဲ့တေးပြီးသားအကိုလည်းတေးပြီးသားလဲဒီတော့ပတ်သက်ကပေါ်လီဒီမှာငါတို့ကားဒီမှာအော်တီပေါ်လေငါတို့ကားဒီတော့ဟုတ်နော်တခုကတော့ချက်ချီနီ bandage အတုံးကသုံးခဲ့တဲ့ bandage လိုမျိုးပေါ့မနီးလေးတွေလည်းရေးထားပေးတယ်ခြေထောက်ပတ်ပုံရင်ပတ်ပုံရင်စီးပုံပေါ့မျက်လုံးစီးပုံလို့ခြေထောက်စီးပုံလို့ခေါင်းစီးပုံလို့အကုန်လုံးရေးပေးထားရနော်ရှေ့ခေတ်ချက်ချင်နီ bandage ဒါကဘယ်ခေတ်တုန်းကဟာလဲတော့ညီမလည်းမသိဘူးအဖိုးကတော့ no idea ပဲအဲ့ဒါညီမအမျိုးတွေက volunteer ချက်ချင်နီ volunteer လုပ်ခဲ့ဘူးလေလူရှိလို့ထင်တာပဲဆက်ဆိုရင်တော့သွေးလားဖုံလားသိပါဘူးသွေးဖုံသိပါဘူးဘွက်လည်းဖြစ်နိုင်မှာမသိပါဘူး Okay နောက်တစ်ခုကတော့ flashlight အတုံးကသုံးရတဲ့ flashlight ဖွင့်နေပိတ်တယ်အဲ့လိုမျိုးကလည်းသိပါဘူး battery လည်းဘယ်လိုသွင်းရလဲမသိဘူး okay လဲတယ်ကြည့်တယ်ထိုးလို့မရဘူး battery မရှိဘူး okay ထိုးပေါက်အသွင်းပေါက်ကဒီပေါက်လားမသိဘူးเนาะမှွင့်ဒီပေါက်ပေါက်တော့မဖြစ်နိုင်ပါဘူးဒီပေါက်ပဲဖြစ်